website ဆိုတာဘာလဲသိကြလားရှင်ယနေ့ခေတ်လူငယ်တော်တော်များများကတော့ရင်းနှီးကျွမ်းဝင်ကြပြီးသားပါ website ဆိုတာကကိုယ်လုပ်ငန်းတွေအကြောင်းထုတ်ကုန်တွေအကြောင်းကိုဘယ်လိုဝန်ဆောင်မှုတွေပေးနေတဲ့ဆိုတဲ့အကြောင်းနဲ့ဆက်သွယ်ရန်ချက်လက်တွေကိုနေရာတစ်ခုထဲမှာတစုတစည်းတင်ပြထားတဲ့ online ကြော်ညာဆိုင်ကလေးတစ်ခုပါရှင်အဓိကကတော့ customer တွေ24နာရီဘယ်အချိန်မဆို internet ရှိတဲ့နေရာကနေဝင်ကြည့်နိုင်တဲ့ link လေးတစ်ခုပါလုပ်ငန်းတစ်ခုကအလိမ်အညာလားယုံကြည်လို့ရရဲ့လားလို့စိုးရိမ်စိတ်ဖြစ်နေတယ်ကိုယ်တိုင်လည်းလာမကြည့်နိုင်ဘူးဆိုရင် website ကနေတက်ဆင်ထုတ်ကုန်တွေဝန်ဆောင်မှုတွေအကြောင်းကိုရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်ကိုယ်လုပ်ငန်းအတွက် online ပေါ်ကကြော်ညာဆိုင်ကလေးတစ်ခုတည်ဆောက်ထားတာပါရွှေညွန့်စံဆက်ကလည်းပဲ online ပေါ်ကနေကိုယ်ပိုင်ဆိုင်ကလေးတည်ဆောက်ထားပါတယ်ရှင်စိတ်ဝင်စားပါက Google ကနေရွှေညွန့်တော့ online ဆိုပြီးရိုက်ရှာကြည့်ရှုနိုင်ပါတယ်ရှင်